ဒီနေ့တော့ပေါင်မုတ်ကိုအာလူ cheese ကျုပ်ကြောင်းနဲ့အစားထိုးကြော်လေးလုပ်စားကြရအောင်cheese ကျုပ်ကြောင်းကိုအတုံးသေးသေးလေးလှီထားမယ်အာလူနှလုံးကိုပြုတ်ပြီးခြေထားမယ်ကျုပ်တစ်လုံးကိုပြုတ်ပြီးအတုံးသေးသေးလေးတုံထားမယ်ကျက်သွန်လေးထည့်မယ် cheese ကျုပ်ကြောင်းထည့်မယ်ကျက်သွန်မိတ်ထည့်မယ်စားထည့်မယ်အစိမ်းမုတ်ထည့်မယ်ပြောင်းမှုမုတ်တစ်စုံထည့်မယ်တမအောင်မွေထားမယ်ပေါင်မုတ်ချက်အပေါ်ကိုနေထားတဲ့မုတ်နှစ်ထည့်ပါမယ်စီပူလာရင်တော့အကျော်လို့ရပါပြီမိုးချွေအောင်တန်းရင်တော့ဆင်လိုက်ပါရပဲစားကြည့်အောင်ပေါင်မုံရဲ့အပြင်သားလေးကကျွတ်ကျွတ်ရွရွလေးအရင်စားလို့ကောင်းတယ်ကျုပ်နဲ့အာလူလေးကစိတ်နေရပဲချီကျုပ်ချောင်းလေးပါတော့ရှယ်ပဲနော်အရင်ရတာရှိလို့အားမဲ့လို့စားကြည့်ကြနော်အရင်စားလို့ကောင်းတယ်အားလုံးပဲတတား